ကြည့်ရောအရန်ကိုမှစောင့်နေတာကြာပြီဖြစ်တဲ့ဒီနေ့ headphone လေးကို unboxing လုပ်ပြမှာဖြစ်ပါတယ်နေနိုင်တော့အရန်ဘာနဲ့ကျလေးလဲဆိုတော့သိချင်နေရမလားပြောဘူးတဒန် HyperX ရဲ့ Cloud 3 S Wireless version လေးပါဖောက်မယ်နော်ကြည့်ရောစောင့်နေရဘလောက်မှမကြလိုက်ဘူးဘော်ဒါကိုရီးယားအကြောင်းနေပဲတကယ်ချင်းဘော်ဒါစီကနေမှာလိုက်တာရောက်လာပြီဆက်ကြည့်မယ်တော်လာမျိုးရစူးစမ်းပြီးတကလားအပေါက်ကဒီဖိန်မှာဖြစ်နေအော်သူကဒီလိုလေးအိုးကြည့်လိုက်ပါဦးဆောင်းရမ်းမိုက်တကယ်မိုက်တယ်နော်အစားကလေဒါလေးကိုလေအော်သူကလေလေးပပင်လေးတော့ရှိရယ်တော်တော့လေးတယ်အရင်သုံးနေရယ် Razer Blush Video Ace နဲ့ရှင်တော့တော်တော်လေးတဲ့ထဲမှာပါတယ်ဒီအုံလေးကိုကတော်တော်လေးရယ်နော်ဟိုဟာဖြစ်တယ်တော်တော်လေးတယ်မိုက်တယ်အရင်မိုက်တယ်အိုးရစောင်းရမ်းမိုက်ပါရှမ်းကြိုက်ပါတကယ်ဒီလား sorry for ရေမချိုးရသေးတဲ့မျက်နှာပါအဖက်တွေတော့ထည့်တာတီးခံပြီးတော့ကြည့်ပါနော်ရှုပ်လေးကအရန်လာမနေဘူးဆိုထဲမှာဘာတွေပြအောင်မယ်သူဒါလေးကကြာအာသွင်းမဲ့ဘာညာစမကလာအဲ့လိုဖြစ်ပါလိမ့်မယ်ကဲထက်ကြည့်တကယ်ရင်ပြောနေတကယ်ဒီလောက်ထိမြန်ရောက်လာမယ်လို့မထင်တာဘူးဒါကတော့ထုံးစံအတိုင်းပါနေကြအတိုင်း headphone ထည့်ဖို့အိတ်လေးအမေသူ့ရဲ့ logo လေးနဲ့ HyperX logo လေးနဲ့တွေ့ရလားဟူးရန်နုညက်တော့ကဲဟုတ်ပါတယ်အသင်ချိုးလေးပါတယ်ဒီမှာတခါတည်းသူ့ရဲ့ adapter လေးပါတခါတည်းပါတယ်ပြီးရင်ဒါကမိုက် yes sir ဆိုရင်ဒီလိုပေါ့ဦးရှမ်းမိုက်တယ်ကဲဟုတ်ပါပြီဒါလေးပါပဲဒီလောက်ပါပဲရှမ်းကိုပြောပါရင်အခုလိုမျိုးဘာပဲလို့အမြဲတမ်းဟိုစိတ်ရှိနဲ့မှာပြီးတဲ့ဘော်ဒါကိုလည်းပဲကျေးဇူးများတင်ရပါတယ်နောက်ဆုံးတော့လူချင်းနာလေးလက်ထဲရောက်လာပါပြီဇီနိုလေးသိချင်တော့ Messenger ကိုလာမေးမဟုတ်ဘူး TikTok ရဲ့ chat box ကိုလာမေးဒီမှာဇီရောက်နေရမဟုတ်ဘူးကော်တောင်းလူတွေဆိုရင်တော့ဒီမှာ border ဇီကနေမှာပြီးမယ်အခုမှရင်နောက်တဲ့3-4ရက်လောက်ဆိုရင်ရောက်ပြီဒါပဲဒါပဲညကြရင် YouTube မှာအရင်လိုမျိုးပြန် stream ပါတော့မယ်နေချက်လဲကောင်းသွားပြီဆိုတော့အားလုံး bye bye ပါ